င်ကာပူသွားမယ်ဆိုရင်ဖုန်းထဲမှာမရှိမဖြစ်ဆောင်ထားရမယ့် application များမင်္ဂလာပါရှင် The Trip Channel page လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရယ်နော်ဒီနေ့မှာတော့စင်ကာပူအလဲသွားမလားအလုပ်သွားလုပ်မလားဘယ်ကြောင်းတွေပဲသွားစင်ကာပူရောက်တဲ့အခါမှာလူဖိန်းလို့ဖြစ်မနေပဲ smart ကြနဲ့အခက်အခဲမရှိနေထိုင်နိုင်မှုအတွက်ဖုန်းထဲမှာမရှိမဖြစ်ဆောင်ထားရမယ့်ဒီ application တွေအကြောင်းမျှဝေပေးမှာဖြစ်ပါတယ်နော်နံပါတ်1အလုပ်လုပ်မဲ့သူတွေအတွက်အသက်သမျှအရေးကြီးတဲ့ application စင်ကာပူမှာအလုပ်လုပ်မယ်ဆိုလို့ရှိရင်ဒီ application တစ်ခုကမရှိမဖြစ်ပါSingPass ဒါကတော့စင်ကာပူရဲ့ digital ID ပါပဲအစိုးရဌာနတွေနဲ့ပတ်သက်သမျှအရာအလုံးကိုဒီ SingPass ထဲမှာကြည့်လို့ရတာဖြစ်တဲ့အတွက် SingPass ကတော့အရင်ရေးကြည့်ပါတယ် Chat Work Pass M1 ထုတ်တဲ့ application မှာဒီ application ကကြတော့ကိုယ့်ရဲ့ work permit ဒါမှမဟုတ်လို့ရှိရင် S-Pass E-Pass ပေါ့နော်ဒီ pass တွေကတန်းဘယ်လောက်ကျန်သေးလဲ state က okay ရလားဆိုတာကိုဒီ M1 ရဲ့ application ထဲမှာလွယ်တကူစစ်ဆေးလို့ရပါတယ်အလုပ်သမားတိုင်းဆောင်တာတင်ပါတယ်နော်နံပါတ်2လမ်းမပြောင်းဖို့နဲ့အချိန်ကိုသက်သာဖို့စင်ကာပူရဲ့ဒီအများပြည်သူတည်ယူပို့ဆောင်ရေးစနစ်ကအရန်ကောင်းပေမဲ့ဖားရောက်ကားစားမှာတော့မျက်စိလဲတက်ပါတယ်အဲဒါကြောင့်ဒီ application တွေကအများကြီးအကူအညီပေးပါလိမ့်မယ်နော် Google Map လမ်းကြောင်းရှာဖို့အခြေခံကြဖို့ဖြစ်ပြီးတော့စင်ကာပူမှာလမ်းရှာဖို့အတွက်ပါအရန်သုံးဝင်ပါတယ်နောက်တစ်ခု City Map ပါဒီဟာကိုတော့ highly recommend ပေးပါတယ်ဘာလို့လဲဆိုတော့ဒီဟာကစင်ကာပူမှာသွားလာတူတိုင်းရဲ့ iPhone app ပါရထားစီးမလားဘတ်စကားစီးမလားအတိအကျပြပေးတဲ့အပြင်ရထားရဲ့ဘယ်တွဲပေါ့နော်ဘယ်တွဲမှာစီးလို့ရှိရင်လေကားနဲ့နီးဖုန်းဖြစ်မလဲဆိုတာအထိပါပြပေးလို့အချိန်ကုန်သက်သာစေပါတယ်နောက်တစ်ခု ST Bus ကဒီအားကြတော့ဘတ်စကားကိမှာစောင့်နေရတဲ့အခါမှာကားလာဖို့ဘယ်နှမိနစ်လိုသေးလဲကားပေါ်မှာလူကျက်နေလားဆိုတာအောက်ပါကြိုကြည့်လို့ရပါတယ်နောက်တစ်ခု Simply ကိုရခင်ကတော့ e-selling application မှာအခုနာမည်ပြောင်းသွားတာပေါ့နော်ဒါကတော့ရထားနဲ့ဘတ်စကားစီးရဲ့ကတ်ထဲမှာပတ်စံဘယ်လောက်ကျန်လဲစစ်ဖို့နဲ့ဖုန်းထဲကနေပေါ့နော်အဲ့ဒီကတ်ကိုပတ်စံဖြည့်ပြီးတော့အသုံးပြုဖို့အတွက်ပါနံပါတ်3ခီးတိုခီးရှေးကားငှားစီဖို့စင်ကာပူမှာတက်စီတားစီဖို့တဲ့ပေါ့နော်ဒီ application ကနေခေါ်စီရပို့ပြီးတော့တင်ရပါတယ် Grab အားလုံးသိတဲ့အတိုင်းပဲဒီကတော့အသုံးများဆုံးပါကားငှားရုံနဲ့မကဘဲနဲ့အစားတောက်မှာနဲ့ငွေပေးချေရပါလုပ်လို့ရပါတယ်ကိုချက်တာတာ right ပေါ့နော်ဒီ Grab တခုတည်းကိုပဲအားမကိုပါနဲ့သူကကားချက်တဲ့ချိန်ဒီမှာ Grab ကဈေးရန်တက်လို့ဒီ application တွေနဲ့ဈေးနှိုင်းရှင်ပြီးတော့ပေါ့နော်အသက်တာဆုံးရွေးစီလို့ရပါတယ်နောက်တစ်ခု CTGS ဒီကကျတော့ comfort taxi ပေါ့နော်ဒီလိုမျိုးကိုတိုက်ရိုက်ခေါ်စီနိုင်တဲ့ application မှာမြို့တွေကနေပြီးတော့အိမ်ပြန်ကျင်တဲ့အခါ taxi အစ်စ်ကိုပဲပေါ့နော်ယုံကြည်စီးရှင်သူတွေအတွက်အဆင်ပြေပါတယ်နံပါတ်4အစားအသောက်ဒါမှမဟုတ်ဈေးဝင်ခြင်းနဲ့အမှတ်တွေဖူတာပေါ့နော် point ဖူတာမျိုးပေါ့နော် Foodpanda Deliveroo အပြင်မထွက်ချင်တဲ့နေ့တွေမှာအိမ်ရောက်အစားအသောက်မှဆောင်ဖို့အကောင်းဆုံးပါ Shopee Lazada online ကနေပြီးတော့ပစ္စည်းဝယ်ခြင်းလို့ရှိရင်စင်ကာပူမှာဒီနှစ်ခုကတော့ထိတ်တက်မှာပဲ Shopee ကတော့မြန်မာတွေနဲ့ပုံရင်းနှီးပြီးသားဖြစ်မှာပါ Fair Price Group စင်ကာပူရဲ့အကြီးဆုံးစူပါမားကတ်ဆိုင်ခွဲတွေဖြစ်တဲ့ NTUC Fair Price ပေါ့နော်အဲ့ဒီမှာပစ္စည်းဝယ်လို့ရှိရင် point တွေဖူဖို့ပေါင်ချတွေရဖို့အတွက်ဒီ app ကမရှိမဖြစ်ပါပဲနောက်တစ်ခု Win Plus ဒါကတော့လူသိနေပြီမဲ့အရင်မိုက်ပါတယ်ရထားပူလာတွေဒီလို bus ကားကိတ်တွေမှာရှိရဲ့ QR code လေးတွေပေါ့နော်အဲ့ဒါကို scan ဖတ်ပြီးတော့ point တွေစုအဲ့ဒီ point တွေနဲ့ရထားကပေးတာဒါမှမဟုတ်လို့ရှိရင်ပစ္စည်းဝယ်တာတွေပြန်လုပ်လို့ရတဲ့ application လေးပါနံပါတ်5ဖုန်းပီနဲ့ငွေပေးချေမှုဒီကိုဝယ်လိုက်တဲ့ single align ပေါ့နော် application တွေဆောင်ထားတင်ပါတယ်အဲ့ဒီကနေပြီးတော့ဖုန်းပေးဖြည့်တာ data ပို့ဝယ်တာတွေကိုကိုယ်တိုင်လုပ်လို့ရပါတယ်ဒီရှေ့ဗီဒီယိုမှာပြောခဲ့သလိုပေါ့နော်ကိုသုံးတဲ့ application ပေါ်လိုက်ပြီးတော့ sync တယ်အဲဒါမှမဟုတ်လို့ရှိရင် Star Head ဒါမှမဟုတ် M1 ပေါ့နော်တခြားဒါမှမဟုတ်လို့ရှိရင်လည်းတခြား sim bar လိုမျိုးပေါ့နော်အဲ့လို application လေးနဲ့အသုံးပြုလို့ရပါတယ်နောက်တစ်ခု DBF Digit Bank ဒါမှမဟုတ်ရင် OCBC UOB ဒီဟာတွေကစင်ကာပူမှာဘဏ်ကောက်ရှိလာပြီဆိုရင်တော့ဒီ bank app တွေကကြတော့ငွေလွှဲဖို့နဲ့ပစ္စည်းဝယ် QR နဲ့ပေးချေဖို့ပေါ့နော်ဒီဟာတွေအတွက်မရှိမဖြစ်လိုအပ်ပါလိမ့်မယ်စင်ကာပူမှာခြေချဖို့အတွက်ဤပညာကိုအသုံးချထိုင်ရင်အရာလွယ်ကူသွားပါလိမ့်မယ်အဲဒါကြောင့်ဒီ post လေးကိုပေါ့နော်စင်ကာပူသွားဖို့ပြင်နေတဲ့တကယ်ကြီးနေတည်ရအောင်လည်းလက်စိတ်ကန် share ပေးလိုက်ပါအောင်နော်ဖုန်းတီးကြည့်ပေးလို့လည်းကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်နော် bye bye